ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးပါရှင်။မေစင်ကဒီနေ့ဓမ္မမိတ်ဆွေများကိုပေါ့နော်3မိနစ်အတွင်းမှာမေစင်ထိထိရောက်ရောက်ဖြစ်စေဖို့ဈေးရောင်းကောင်းစေတဲ့နည်းလိုမေစင်တစ်ချက်မျှဝေပေးခြင်းနဲ့အဲ့တော့ဘာမှမခက်ဘူးဒီလိုမျိုးဖျောင်းနိုင်ပြီးထွန်းပြီးတော့ဈေးကိုတိတိတသာရောင်းကောင်းစေတဲ့နည်းလိုမေစင်မျှဝေပေးခြင်းနဲ့ပေါ့နော်မေစင်ကိုတွင်းမှုလိုမေစင်မျှဝေပေးတာအဲ့တော့နည်းလိုမေစင်တစ်ချက်ပြောပေးမယ်ဘယ်လိုလုပ်ရမလဲဆိုရင်မေစင်တို့ဖျားเจ้าဆောင်မှာပေါ့နော်မြတ်စွာဘုရားเจ้าဆောင်မှာဒီလိုမျိုးကြွေပကံပြားဒါမေစင်ထွန်းနေတဲ့ပကံပြားပေါ့နော်ကြွေပကံပြားတစ်ခုပေါ်လိုအပ်တယ်ကြွေပကံပြားပေါ်မှာဖျောင်းနိုင်3နိုင်ကိုထွန်းပေးရမယ်အဲ့တော့ဖျောင်းနိုင်3နိုင်ကိုဘယ်လိုထွန်းရမလဲဆိုရင်စောစာချင်းမေစင်တို့ဖျောင်းနိုင်တစ်တိုင်းကိုညာဘက်လက်ကနေပြီးတော့မီးထွန်းညှိထားပေါ့နော်ညာဘက်လက်ကနေဖျောင်းနိုင်ကိုမီးထွန်းညှိပြီးတော့လို့ရှိရင်ဒီကြွေပကံပြားပေါ့နော်ကြွေပကံပြားပေါ်မှာဖျောင်းနိုင်မီးလေးကိုထွန်းပြီးတော့အဆက်တစ်ဆက်ချနော်ညာဘက်လက်နဲ့အဆက်တစ်ဆက်ချပြီးရင်ဒီဖျောင်းနိုင်တစ်တိုင်းကိုဘယ်ဘက်လက်ကနေပြီးအဆက်ချတဲ့ပုံမှာဒီလိုမျိုးလေးထွန်းပေးเนาะအဲ့တော့ဒီတိုင်းပြီးရင်နောက်ထပ်တစ်ဆက်ချညာဘက်လက်နဲ့ဒီလိုတစ်ဆက်ချပြီးရင်ဘယ်ဘက်လက်ကနေဒီလိုမျိုးအဆက်ချတဲ့ပုံမှာထွန်းပေးနှစ်တိုင်းပြီးရင်ညာဘက်လက်နဲ့အဆက်တစ်ဆက်ချပြီးရင်အဆက်ချတဲ့နေရာပေါ်မှာဘယ်ဘက်လက်ကနေပြီးတော့ဖျောင်းနိုင်ကိုထွန်းပေးအဲ့တော့ဖျောင်းနိုင်3နိုင်ဖြစ်သွားမယ်အဲ့တော့ထွန်းပြီးသွားပြီဆိုရင်မေစင်တို့ကညာဘက်လက်ကမီးကူးထားတဲ့နေရာကနေဖျောင်းနိုင်3နိုင်ကိုမီးလေးထွန်းညှိပေးပေါ့နော်ဒါလေးပဲအဲ့တော့ဖျောင်းနိုင်3နိုင်ကိုမီးထွန်းညှိပြီးပြီဆိုရင်မြတ်စွာဘုရားကျောင်းဆောင်ပေါ်မှာတင်ထားပြီးတော့မေစင်တို့ကဂါထာလေးတစ်ခုကိုရွှေ့ရမယ်အဲ့တော့မေစင်တို့မီးထွန်းညှိပြီးသွားပြီဆိုရင်ရွှေ့ရမယ့်ဂါထာကကြတော့ဒုက္ခံတဏ္ဍလာပံအေဟိဆိုတဲ့ဂါထာလေးကို108ခေါက်တိတိကိုမေစင်တို့ရွတ်ဖတ်ပူဇော်ရမယ်ပေါ့နော်ဒါကတော့မြတ်စွာဘုရားကျောင်းဆောင်မှာဖျောင်းနိုင်အစိမ်း3နိုင်ကိုမေစင်ပြောသလိုညာဘက်လက်ကမီးညှိပြီးတော့ဖျောင်းဆက်ချဘယ်ဘက်လက်ကနေပြီးချတဲ့ပုံမှာထွန်းအဲ့လိုမျိုး3တိုင်တိတိထွန်းပြီးရင်ညာဘက်လက်ကနေပြီးပဲအဲ့ဖျောင်းဆက်ကိုပေါ့နော်ဖျောင်းနိုင်ကိုမီးလေးထွန်းညှိပေးရမယ်ပေါ့နော်ထွန်းညှိပြီးပြီဆိုရင်ရွတ်ရမယ့်ဂါထာကဒုက္ခံတဏ္ဍလာပံအေဟိကို108ခေါက်တိတိရွတ်ပေးပါဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများတိတိတသာကိုပေါ့နော်ဈေးရောက်ကောင်းစေတယ်အဲ့တော့ဘယ်နဲ့ချိန်ထုံးရမလဲဆိုရင်3ချိန်ထုံးပေးပါမနက်တစ်ချိန်နေ့ခင်းတစ်ချိန်ညတစ်ချိန်ပေါ့နော်တနေ့ကို3ချိန်တိတိဘုရားကျောင်းဆောင်ပေါ်မှာဒီလိုမျိုးလေးထွန်းပေးပြီးရင်ကိုကတော့ဆူတောင်းပေါ့နော်အခုကဲ့သို့မြတ်စွာဘုရားရှင်ကိုဒီလိုမျိုးစီမီအလင်းနိုင်နဲ့ထွန်းညှိပူဇော်ပြီးတော့ဒါနပြုရတဲ့အတွက်တဖရားတပည့်တော်မားတို့တနေ့တာအတွင်းမှာဈေးရောက်ကောင်းရပါစေငွေတွေတိတိတသာဝင်လာပါစေဆိုပြီးတော့ပေါ့နော်မြတ်စွာဘုရားရှင်အလင်းနိုင်လေးကပ်ပြီးတော့ဆူတောင်းပေးပါယုံကြည်လေးနဲ့လှုပ်သွားပြီးအရန်ကိုတိတာတယ်ပေါ့နော်မေစိတ်ကိုတို့အရန်တိတာတာဖြစ်တဲ့အတွက်ဓမ္မမိတ်ဆွေများကိုဈေးရောက်ကောင်းတဲ့နည်းလေးကိုမေစင်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဖျောင်းနိုင်လေးလက်ထွန်ဈေးလေးရောင်းကောင်းမယ်ဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများအားလုံးပေါ့နော်လိုက်လုပ်ကြည့်စေခြင်းနဲ့အဲ့တော့ဓမ္မမိတ်ဆွေများအားလုံးဖျောင်းနိုင်လေးထွန်ပြီးတော့အစားအစာရရဈေးရောင်းကောင်းပြီးအဆင်ပြေကြပါစေ